ခြင်းကြောင့်လားတဲ့ချမ်းသာခြင်းပါလေဗျာကြည်ကြပြောပါလေတကယ်ချမ်းသာခြင်းမလားတဲ့တကယ်ချမ်းသာခြင်းပါလေဗျာချမ်းသာခြင်းအစစ်မှန်ကိုတကယ်လိုချင်မလားတဲ့တကယ်လိုချင်ပါလေဗျာအေးမှတ်ထားတဲ့ချမ်းသာခြင်းခေါ်ရတယ်ကွာချမ်းသာခြင်းခေါ်ရတယ်ဆိုတော့လက်အောက်ချီထားတဲ့အလှရှင်ကျွန်တော်ကနည်းနည်းလန့်သွားတာငါတော့ဒုက္ခပဲငါဘေးကကောင်တငယ်တော့တငယ်ချင်းပဲဒါပေမဲ့တယောက်တည်းပါဝါချင်းမတူဒီကောင်လေးလည်းကျွန်တော်ကိုလန့်ကြည့်တာမင်းဘယ်လိုဖုန်းကြီးအိမ်ပင့်ထားလဲပေါ့ဒီမဲ့တခါတော့တဲ့ကိလေသာနာနဲ့နားမထောင်နဲ့အရိယာနာနဲ့နားထောင်ပုထုဇဉ်နာနဲ့နားမထောင်နဲ့တရားနာနဲ့နားထောင်ခိုးတဲ့လူကတော့ခိုးတာပြင်းမြင်မှာကွာငါစိတ်မဆိုးဘူးတဲ့ကိုပဲစိတ်ဆိုးတယ်ခိုးလို့မှမချမ်းသာရင်မှတ်ထားတကားတကမားတို့လူရတယ်တဲ့လူတဲ့လူတွေလည်းချမ်းသာတယ်ငါလက်ညှိုးထုတ်ပြမလားတဲ့ကျွန်တော်လည်းလက်ကိုလည်းချီရင်းနဲ့လက်ကိုဖြုတ်လိုက်တာကျွန်တော်ကငါတော့ကထိန်သင်္ကန်းကပ်မိတာမှားပြီနဲ့တူတယ်ခေါ်လို့လူလို့မှမချမ်းသာရင်တခါကြီးဥဖုံးရည်အားလုံးမှတ်ထားကြတတ်တဲ့လူတွေလည်းတအားချမ်းသာတယ်နော်တဲ့တတ်ရင်လည်းချမ်းသာတယ်တဲ့ကျွန်တော်စိတ်ထဲမှာမချင်တာဘူးဗျဒီအကြောင်းကိုတော့ဖုံဖုံဆက်မရှင်ကြော်လဲဒုက္ခသူလဲဒုက္ခဘေးကလူလည်းမျက်နှာပြက်နေပြီကျွန်တော်တကယ်ရဲ့အရာရှိတွေကလည်းလေအဲ့ဒီကိုယ်တော်တော်တော်ကိုသူ့စိတ်ထဲမှာခံစားနေရပြီကြောက်ရှင်းမယ်တဲ့ကြောက်ရှင်းမယ်ရှင်းပြီးမှခင်ဗျားတို့စဉ်းစားကြဟုတ်တယ်ခေါ်ရင်ချမ်းသာတယ်ခေါ်တဲ့လူတွေချမ်းသာတယ်ခေါ်တယ်ဆိုတာသူများဥစ္စာပစ္စည်းခေါ်ခိုင်းတာမဟုတ်ဘူးမနေ့အိယာထညအိယာဝင်ဖျားရှိခိုးသူတိုင်းစိတ်ချမ်းသာတယ်လို့ကျုပ်ကပြောတာတဲ့ဩတော်သေးတာပေါ့ခင်ဗျာကျွန်တော်လည်းနည်းနည်းသဘောကျသွားတယ်သူ့ဘာသူကအဖြေလေးပါလားအရှင်ဘုရားဒါဖြင့်လူတော်ဖေလွယ်လွယ်လေးပါတဲ့လူတွေအားတဲ့အောင်မြင်မှုနောက်ငွေနောက်ဂုံရှေဝိုင်းနောက်ကိုလိုက်ပြီးတော့မအားဘူးနဲ့လေတဲ့တရားစခန်းကိုမသွားနိုင်ကြဘူးအာနာပါနဝိပဿနာကမ္မထံတရားကိုမလုပ်နိုင်ကြဘူးဘလောက်ပဲလှုပ်တယ်ရှုပ်အချိန်လူပြီးတော့တရားအားထုတ်ပါလို့ငါကပြောလာတဲ့လူတယ်ဆိုတာအချိန်လူပြီးဝိပဿနာကမ္မထံတရားအားထုတ်ဖို့ပြောတာအေးပေါ်လေခိုးတဲ့သူတွေလူတဲ့သူတွေကသူတို့စောင့်ကြထင်မှာပေါ့တဲ့တို့ကဘုန်းကြီးဆိုဘုန်းကြီးတရားပြောတာတဲ့ကျွန်တော်တော်တော်သဘောကျပါတယ်ဗျဒါနဲ့မနေနိုင်ဘူးအရှင်ဘုရားတတ်တာဟောဗျလို့ဒီလောက်ရှင်းတာမှမင်းနေရသေးလားတဲ့စင်းရဲနေရတာဘာကြောင့်လဲသိလားလောဘကြောင့်ဒေါသကြောင့်မောဟကြောင့်အတ္တကြောင့်မာနကြောင့်အိတ်သာမစ္စရိယကြောင့်တိမ်ပိုင်မှုကြောင့်ဆွဲလန်းမှုကြောင့်စင်းရဲနေတာတကယ်ချမ်းသာအစစ်ကိုလိုချင်ရင်တပ်ပြပါလောဘကိုတတ်ဒေါသကိုတတ်မောဟကိုတတ်အတ္တမာနအိတ်သာမစ္စရိယနဲ့ကိလေသာတွေတိမ်ပိုင်ခြင်းတွေကိုတတ်ဖြစ်တဲ့နေကြရင်ချမ်းသာမယ်တဲ့ကျွန်တော်လည်းဥသုံးချိန်ကိုဖြည့်ချက်ကျေးဇူးကြီးလာပါတယ်ဗျာလို့တပည့်တော်ခိုးတယ်လူတယ်တတ်တယ်ဆိုတော့တပည့်တော်ပုထုဇဉ်နာဆိုတာနဲ့ကြောက်ပါလားဗျာလို့ကျုပ်တို့ကတရားစကားပြောတာပါဗျာတဲ့ကဲဒီတည်းကပရိသတ်ကြီးကိုဝင်မြပါတယ်ချမ်းသာခြင်းအစစ်ကိုလိုချင်ရင်ခိုးတဲ့နာကိုခိုးပါလူတဲ့နာကိုလူပါတတ်တဲ့နာကိုတတ်ကြပါခင်ဗျာ